ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ Fujito Gaming ပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာတော့မင်မကာကိုတိုက်ခိုက်မယ် EP2 ပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဗီဒီယိုလေးဆက်လိုက်ရအောင်ကဲဆိုတော့ကျွန်တော်ဒီမှာမင်မကာကိုတိုက်ဖို့အတွက်ကျွန်တော်စီမှာ idea တစ်ခုရှိရဗျidea ပါလဲဆိုတော့ကျွန်တော်မင်မကာကိုဖိတ်လောင်ဖန်ချုပ်ပြီးတော့တပ်ဖို့ကြိုးစားမယ်ဗျအဲ့ဒါတော့ကျွန်တော်ရဲ့ idea ပါဆိုတော့ပြန်ထွက်ကြည့်အောင်ဟုတ်ထွက်လို့မရအောင်ဒီမှာအဲ့တော့ဒီနားတော့ပြန်ထွက်ကြည့်မယ်ဟောလေးတူမယ်ပြန်ထွက်ကြည့်မယ်မကရှိတယ်လားမမကမတွေ့ရဘူးရောက်ဝင်ဟိုမှာလူထဲမှာမကရဲမှာ你有买的买回来的？ကျွန်တော်ရဲ့အကူနာတော့ကျင်းကောင်းကူနာမတော့ခင်မှာကျွန်တော်ရဲ့ဒီတက်သားလေးနဲ့ခုံခေါင်းမယ်တူတယ်တက်သားလေးနဲ့ခုံမယ်ကောင်းလေးနဲ့တော့အောင်မယ်ဒီပုတ်လေးတမ်းမပြင်းနဲ့ရောဒီတော့ရဟုတ်ပြီကျွန်တော်ဒီတက်ပင်လေးခုံမယ်ခုတ်ထားမယ်မကားတော့မရှိဘူးအဲ့တော့တက်တိုင်းချက်လောက်ယူလို့ရတယ်တက်ထားလေးခုံမယ်ဟုတ်ပြီကျွန်တော်ဒီအရှင်းအရှင်းကျွန်တော်ရဲ့အိမ်လေးဒီနားလေးနဲ့လိုက်ဖြစ်မယ်တင်းနဲ့တော့လေးပါဒီမှာလည်းဖြစ်မယ်ပြီးလို့ရှိရင်ပမာလေးလည်းပြေကောင်းမှာတယ်ကျွန်တော်ဒီမကရှင်းတော့ကြည့်မယ်ဒီလိုက်လမ်းနေပြေပဲ通色 fuck 来諗啲唔撈啊知係啦妹ကကိုရဲ့အပိတ်မိနေတယ်နေပဲအဲ့တော့ကျွန်တော်စီတူမလာနိုင်ဘူးဟုတ်လားဖြစ်နိုင်တော့ကျွန်တော်တူရှိတယ်လေတော့ကျင်းကောင်းပါပြပြောရေးတော့ဆုံးကြည့်မယ်ကွာပြောလိုက်တာကြားဟွာချင်ပါလေကဲ BBC ရောရတယ်နော်တကယ်ပိတ်မိရဟုတ်တယ်ဗျတကယ်ပိတ်မိနေမကတော့အောင်တော့ဟောကျွန်တော်တော့လာဖို့ချင်နေရလားမသိဘူးကမဲတုံးလေးဆင်းထားလိုက်မယ်မဟုတ်တော့ဘောနော်သူမလာနိုင်တော့ပါဆိုဒီကောင်းနေကျွန်တော်ဘလို့တိုင်ကောင်းမလဲသုံးကောင်တော့မတတ်နိုင်ဘူးရတကောင်းတော့ပဲတတ်တယ်ကျွန်တော်ဘလို့လုံးအိုင်ကောင်းမှမသိဘူးရဟမ်တကောင်းမရောက်တကောင်းကူရဲကြောက်ကောင်းတော့ဟိုတကောင်ကကျွန်တော်စီလာဖို့ချမ်းနေရလားပုတ်ခေါင်လေးမှာထိုင်ကြကဲဆိုကျွန်တော်ရေးပြန်ဆင်းမယ်မမကကျွန်တော်ဘာမလုပ်နိုင်တော့ပါဘူးဒီမမကဘလို့တိုက်ကောခုနကကျွန်တော် idea အတိုင်းမှာတက်တော့မယ်ဗျဟိုတကောင် cave တဲ့ကြပါဒီနားမြေကြီးလေးတူကျွန်တော်တော့မတက်လာနိုင်အောင်ဖြတ်တာဒီကောင်ခုတ်ကြည့်မယ်ခုတ်လို့ရလားခုတ်လို့မရဘူးဒီကောင်ခုတ်လို့မရဘူးဆိုတော့ကျွန်တော်တို့ရဲ့အစီအစဉ်အတိုင်းဆောင်ရွက်ရမယ်ဒီကောင်ကိုချုံနှောင်ပြီးတော့ကျွန်တော်တွေတက်ရမယ်ဆို
ဆိုတော့ကျွန်တော်တို့ရဲ့အစီအစဉ်တိုင်းလောက်ကတော့မယ်ဒီကောင်ကြီးကိုချုံအောင်လိုက်ရမယ်ဟာအောက်ကြပါ ကိုလောဆယ်တော့ညရောက်နေပြီဆိုတော့ကျွန်တော်တို့တော့ပြအိတ်လိုက်တာကောင်းမယ်ဗျမနေ့ကမှဒီခေါင်းကြီးကိုမှုတ်ချိမယ်ကဲဆိုကျွန်တော်ဝင်ပေါင်းမရှိထားလိုက်တော့ဒီကနေပဲဖြတ်သွားပါဝင်လိုက်တော့ဒီနားလေးတွေကိုပြန်ပိတ်မယ်အိတ်ပြီဗျာဟုတ်ပြီကျွန်တော်တို့မနေ့ရောက်လာပြီဆိုတော့ဟိုကဝေးကိုတိုက်ခိုက်ပြီးတော့ချိန်မောင်းရတော့မယ်မခါတော့ကောင်းရကျွန်တော်လာထိုင်ပါပဲသေဆုံးစေးရမယ်ဟိုမှာမရှိတော့ဘူးလားလို့လန့်သွားတာလာလေမတရိရှင်လာလိုက်လာပါကြောက်ပါအမေကိုချုံအောင်ပြမင်းဘယ်ပြီးဖို့စဉ်းစားနေရတော့ကနာဦးငိမ့်လေးနေစမ်းမကွာဒီဟိုပိတ်မယ်ဒီနားကလည်းပိတ်မင်းမထွက်နိုင်အသေးချပိတ်ထားပါကောမင်းကိုငါတပ်ပြမယ်ကဲဒီနားလောက်ကနေတစ်ချက်ပြန်ပိတ်ဟေးဟောပြောင်းကောင်းပြန်ဝင်ဒီနားလေးကိုတစ်ချက်ဖြတ်မယ်ဒီကောင်ကိုကျွန်တော်တို့လုံးအသေးပိတ်ရမယ်ဗျာကဲဆိုကျွန်တော်ဟိုဘက်နားလေးလည်းနည်းနည်းပြန်ပိတ်မယ်အကောင်ကြီးလုံးဝမထွက်နိုင်အောင်ဗျာဒီဘက်နားလေးကျွန်တော်တစ်ချက်ပိတ်မယ်ဟုတ်ပြီဟာဘယ်သွားတာတော့ဟုတ်ပြီပြန်တော့ဝင်သွားပြီပြန်ဝင်သွားပြီဆိုဒီဘက်ကနေကျွန်တော်တစ်ချက်ပိတ်မယ်အပေါ်လေးကိုလည်းတစ်ချက်ပိတ်မယ်ဗျဒီကောင်လုံးဝမထွက်နိုင်အောင်ဗျကျွန်တော်အခုထွက်လာတဲ့ version 4မှာoh shit fuck hell shit fuck တော်သေးရဲ့ဗျာကျွန်တော်လွတ်လာတရားဒီကျွန်တော်မမြင်တော့ဘူးထင်တယ်အပေါ်ပြန်တက်ဖို့လိုလာပြီကျွန်တော်မရှိသလားတော့နည်းပေါ်ပြန်တက်လောတော့ကျွန်တော်ဆဆလိုက်မှတော့တွေးရပြီလမ်းဝလာပဲဗျာကဲတော့ဒီကနေပေါ်ပြန်တက်မယ်တေးမလို့ဖြစ်သွားကန်ကောင်းလို့တော်သေးတယ်ကဲတော့ဒီဝင်ရောဘလို့ပြန်ပိတ်ပြီးချုံတော့စဉ်းစားတယ်မြတ်ခေါ်မယ်အကောင်ရအခုထက်ဒီဟိုဘက်မှာနေနေဒီကောင်ရမြတ်ခေါ်မယ်အေးလာပြီပြန်တက်ဆိုလာလိုက်စားနေတော့စိတ်သားလေးနဲ့စားလိုက်ပါတော့ဒီကောင်ယူချုံတော့ဘလို့လောက်ပါဟုတ်ပြီဝင်တော့ဝင်နေရဒီအောက်ကတွေဟာကိုတစ်ချက်ပိတ်ရမယ်ဒီအောက်မှာလည်းပိတ်ဖို့လိုတယ်ဗျအဲ့ဒါကြောင့်လည်းတစ်ချက်လက်ပိတ်မယ်ကျွန်တော်ဒီဗီဒီယိုမှာအဆင်မပြေရရှင်တောင်းပန်ပါတယ်ဗျဒါကျိုးပြောတာကဲဒီနားလေးလည်းတစ်ချက်ပိတ်မယ်ဒီအောက်ကိုတစ်
ဲမယ်အဲ့ဒါမှလည်းပိတ်ရတယ်လွယ်ရောဟိုဘက်ရောက်သွားပြန်ပြီဟဲ့မမေကမင်းကြောက်ပြီးထွက်ပြေးမနေလာစမ်းပါမင်းကကြောက်နေရမှာကျွန်တော်ဒီကောင်မရအောင်ဒီဘောလေးကိုတစ်ချက်ဖောက်လိုက်မယ်ဟိုဆိုဒီကောင်ဒီနောက်မှာတော့ရှိနေသေးရဲ့ဗျဟိုဘဘေးလေးမှာကျွန်တော်တွေဒီကောင်မထွက်နိုင်အောင်တစ်ချက်ပိတ်မယ်လွတ်နေတဲ့နေရာလေးတွေကိုဟို1 block လေးထွက်နိုင်တယ်ဆိုတော့ဗျာပိတ်ကမယ်ပေါ့ဒီဘက်မှာလည်းအပေါက်ကလေးရှိနေသေးတယ်အဲ့ဒါလေးကိုကျွန်တော်တို့တစ်ချက်ပိတ်မယ်အိုးရပြီဟိုဒီပေါ်ပြန်ပိတ်မယ်နောက်ဆုံးကျွန်တော်တို့ဒီကောင်ကိုထုံနိုင်တော့မယ်ဗျာဒီကောင်မြခေါ်ဖို့ပဲကျန်တော့တယ်မမေခိုင်းလာစမ်းပါလာလိုက်စမ်းပါတော့ဒီကောင်ကိုကစားပြီးပြီးချင်း3ရက်အတွင်းမှာနိုင်ယူပြမယ်ကဲဆိုဝင်ဝိုင်းဆိုကျွန်တော်ဒီဟာလေးဖြတ်မယ်ပြီးတော့ဒီတက်ပဲမှာခုံဝင်မယ်ဗျဒီကောင်ယူကျွန်တော်ပိတ်ဖို့အတွက်စားလုပ်ရမယ်ဒီဒေသနဲ့တော့မလုပ်ဒေသနဲ့ပဲလုပ်မယ်ဒေသနဲ့မလုပ်ပြောတာကဲဆိုသိရလေးဖြတ်မယ်ဟိုဒီကောင်ဝေးနေပြီပိတ်လိုက်မယ် yes နောက်ဆုံးကျွန်တော်ဒီကောင်ယူပိတ်နိုင်ပါပြီတော့ဟိုပဲကျန်တော့တယ်ဒီနားလေးလည်းလိုရမယ်တစ်ချက်ပိတ်လိုက်မယ် yes နောက်ဆုံးတော့လုံးလိုက်ပါပြီဗျဒီကောင်ယူကျွန်တော်တက်ပါမယ်တမို့အတွက်ဆိုရင်ဒီဆက်တဲ့ပြားလေးလိုတယ်ဗျဟောဆက်လက်ပြီးမှောင်းပါဒီမှာပိတ်လိုက်မယ်ဟုတ်ပြီတွေ့ကြတော့ကွာဒမိတ်ထီတယ်ဗျ yes ကောင်းတယ်အဲ့မှာကျွန်တော်တွေတက်လို့ရ yes တနိုင်နေပြီရေးတယ်မှာအိတ်ကလည်းကျိုးသွားသေးတယ်တို့တွေကတော့ဒီမှာ credit တွေပဲ crap မယ်ပြီးရင်ဒီဟောင်းလေးလည်းလုံးမယ်ဗျတသားရင်လုံးအောင်မယ်ပင် stick လေးလုံးမယ်ပြီးလို့ရှိရင်မာခါ stone လေးတွေကို copper stone လေးနဲ့တူမယ်ဗျသုံးလုံးပေါ့ဟုတ်ပြီရပြီဒါနဲ့တော့မသက်တော့ဘယ်လိုဆိုရင်လည်းx နဲ့ပဲကျွန်တော်က3စာရှိနေတော့ x နဲ့ပဲတက်တော့မယ်ကဲဆိုတော့ဟိုနိုင်ပါပြီဒီမမေကရတက်နိုင်ပါပြီဆိုဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲကျွန်တော်မမေကရတက်နိုင်ပါပြီ